ကျွန်တော်သူ့ကိုလိုချင်သည်အမှန်ပဲကျွန်တော်တို့ရွာထဲမှာသူ့ထက်ချောသူအများပင်ရှိပါ၏စင်စစ်ကျွန်တော်တို့ရွာသည်မိမချောထွက်သောလှိုင်မြစ်ရှိဘောလေရွာကဲ့သို့နာမည်ကျော်ပါသည်စင်စစ်လှိုင်ဘောလေသို့ကျွန်တော်ရောက်ဖူးပါ၏အလကားပါနာမည်ကျော်တော်လဲအပြိုတွေမချောလာပါတုတ်တုတ်ခိုင်ခိုင်နဲ့ခြေသလုံးကြီးလာပါသည်စင်စစ်သူ့ခြေသလုံးကဲ့သို့ဝါဝါဝင်းဝင်းပြည့်ပြည့်မရှိလာပါလိုင်ဘောလယ်မှအပြိုကျော်တို့၏ပေါင်တန်မှာကျွန်တော်မျက်စိထဲတွင်သူ့ပေါင်တန်ထက်တမိုက်လောက်ပိုရှိသည်ဟုထင်ပါသည်စင်စစ်သူ့ပေါင်တန်မှာစင်နှမောင်းကဲ့သို့ရှော၍ဆင်းလာသောပေါင်တန်ဖြစ်သည်စင်စစ်ကျွန်တော်မှာသူ့ကိုမြင်တိုင်းအယူပမာတမျှစိတ်ပျောက်ပရက်ဖြစ်မိသည်ထို့ကြောင့်သူ့ကိုတွေးမိလေတိုင်းစင်စစ်နဲ့တဆစ်မြည်တမ်းမိပါ၏ထို့ကြောင့်ကျွန်တော်ပြောသည့်စကားထဲတွင်စင်စစ်ဟူသောစကားများဝင်းနှင်းလိုထက်၍နေခဲ့ပါလေခွန်လွတ်ကြပါစင်စစ်ကျွန်တော်သူ့ကိုမလိုချင်ပါအမှန်မလိုချင်ယောဒီတစ်ခါကျွန်တော်ရှေ့စကားနဲ့နောက်စကားမညီဟုထင်ပါသည်ရှေ့စကားနောက်စကားညီနိုင်မလားသူ့ကိုမြင်ရခိုင်း၌သိန်းဦးပြက်မြရာဂပုတ်တာများတဖွာဖြစ်၍လိုချင်လာသည်မှန်၏သို့တော့သူ့စရိုက်ကိုစမ်းစစ်ကြည့်ပြန်လင်မလိုချင်ပါသူ့မျက်စိကကျွန်တော်အပေါ်စပယ်ကြည့်လိုက်တဲ့အခါကျွန်တော်ရင်ထဲဖိုလိုက်ဖြစ်သွားပါသည်သို့တော့သူသည်လူတကာဤရင်ကိုဖိုလိုက်ဖြစ်အောင်လှုပ်ထက်သူဖြစ်သောကြောင့်သူ့ကိုကြောက်လာပါသဗျာသူ့ကြောင့်ပြောပြသည့်အခါနာမည်ကိုမျှပင်ဖွင့်မပြောရပါသို့တော့ရက်သေးရွာထဲ၌ကြေးအုံမှုပြောလျင်အများကပင်နှာခေါင်းရှုပ်ပြီးသားဖြစ်၍ကျွန်တော်ဖွင့်မပြောလိုစေကားမူအများသိပြီးသောဇလန်းကိုမကြားခြင်းအစုံဖြစ်နေပါသည်ကြေးအုံမှာကြေးမုံ၏ညီမဖြစ်သည်ကြေးမုံဆိုသူကိုကျွန်တော်ဝူဒိုဝါဒနဲ့မမှတ်မိတော့ပါသို့တော့ကျွန်တော်တငယ်ချင်းအောင်ကျော်ကမူကျွန်တော်တို့ဥတုံဒရဘုန်းကြီးကျောင်း၏ပြဇောဓာယုံကျောင်းတွင်ဘောဒေဝပုတ္တအိုနတ်သားဟူ၍တန်ကုန်ပြန်၍အော်ခဲ့ကြစဉ်ကကျောင်း၏နောက်ဖေးဖင်လန်ချောင်းဆက်ရှိတဲခုတ်ကလေးတွင်ကျွန်တော်နှင့်ကြီးမုံတို့ဂုံညင်းလိတ်ကစားရင်ရပ်ဖြစ်ဖူးသည်ဟုဆိုပါသည်ကျွန်တော်မှတ်မိသည်၍မှာကျွန်တော်ဤရောင်ပေစုကို10နှစ်ရွယ်မှမရှိသေးသောကောင်မကလေးကဆွဲ၎င်းကောင်မကလေးဤကြက်တောင်စည်းကိုကျွန်တော်ကဆွဲနှစ်ဦးသားတဲမဲနှပန်းလုံးနေစဉ်အောင်ကျော်ကဝင်းဖြီးသည်ကိုမှတ်မိပါသည်ဟေ့သားဝင်းမလုံနဲ့ကွာမလုံနဲ့ဒါငါနှမကလေးကွာဟုဆိုပါသည်အောင်ကျော်သည်လန်နာ40မြသောကိုင်းမီကိုပိုင်သူဥဖြော်ဒေါခဥတို့၏ဦးဒီသောသားဖြစ်သည်သူနှင့်မင်းသူခကောင်းမကလေးကိုသူ့နှမပါဟုဆိုလိုက်သောအခါကျွန်တော်ပို၍စိတ်ဆိုးမိပါသည်ဟေ့မင်းနှမတွေရှိသမျှကြီးရောငယ်ရောငါကုန်သိတယ်ဒီကောင်မပြစ်ထူကြီးကိုမင်းအမေလင်ခေါ်လာတာလားဟုကျွန်တော်သည်ကြေးတော်သားတို့ဇရိုက်တိုင်းစေးရီတွိုင်းထား၍မိပါသည်အောင်ကျော်သည်စိတ်မဆိုးတတ်ပါသူ့အမေနှင့်အဖေတို့ကတနာသဖြင့်မွေးစားရန်ကြံရွယ်ထားသောညီမနှစ်ယောက်မှာထိုတငယ်မနှင့်သူ့တဲ့အငယ်ကြေးအောင်ဖြစ်သည်ဟုဆိုပါသည်ကြေးအောင်မှာနှစ်ချီတွဲလောင်းနှင့်ရွံစရာကောင်းသောကောင်မကလေးဖြစ်သည်ကိုကျွန်တော်မှတ်မိပါ၏၎င်းနောက်၌ကကျွန်တော်သည်အောင်ကျော်တို့မိသားစုနှင့်ခိတ္တခွဲခွာခဲ့ရပါသည်ကျွန်တော်အဖေမှာအညာမလှေတကြီးမျိုးဖြစ်သည်ဖြင့်ပခုတ်ကူတို့စံတက်ရင်ကျွန်တော်ကိုခေါ်သွားသည်ဖြင့်လှေတကြီးသားဘဝနှင့်အေယာဝတီမြို့တစ်လျှောက်တွင်လေကိုပင်အိမ်ပမာလှုပ်၍နေထိုင်ခဲ့ရာ4-5နှစ်လောက်ကြာမှပင်မူရင်းရွာသို့ပြန်ရောက်ပါသည်ထိုချိန်တွင်ကြေးမုံမရှိတော့ပင်ကြောက်ပေါက်၍ဆုံးသည်ဟုသိရသည်ကြေးုံမာကကက်ကြီးမှကြော်နိုင်လွှားနိုင်ခဲ့သည်သို့တော့ကျွန်တော်နှင့်အောင်ကျော်တို့လူပြိုလှဲ့သောအရွယ်သားကြေးုံသည်နှစ်ချီတွဲလောင်းနေပင်ရှိသေးသည်အလွန်ဆုံး10နှစ်လောက်ပင်ရှိလိမ့်မည်ထို့ကြောင့်ကျွန်တော်တို့၏ကာလာသားဘဝတဲတွင်ကြေးုံဆိုသောကလေးမမှာအယူနှမ်းတာမျှရှိရာကျွန်တော်တို့နှစ်ဦးစလုံးသူ့ကိုဂရုမစိုက်ခဲ့ကြပြီယခုကျွန်တော်တို့အသက်အဆိတ်ရှိလာပြီကျွန်တော်တို့ငယ်တငယ်ချင်းနှစ်ယောက်သည်ရက်ရွာ၌မိမချောဟူသည်များကိုဗျိုင်းတူပိုးခဲ့ကြသည်ကြိုက်စရာရှိလင်ဗျိုင်းတူကြိုက်ခဲ့ကြသည်သို့တော်ကျွန်တော်တို့တငယ်ချင်းနှစ်ဦး၏စကြား၌မနာလိုသောသဘောထားမရှိထို့ကြောင့်ကျွန်တော်ကိုကြိုက်သောအပြူကအောင်ကျော်ကိုမြူနေလျင်ကျွန်တော်စိတ်မဆိုး
အောင်ကျော်ကိုမျက်စိကျသောပြူကကျွန်တော်ကိုရည်တက်တဲ့လှုပ်လင်းအောင်ကျော်ကပြုံးမြင်နေတတ်သည်ဤအကြောင်းကြောင့်ကျွန်တော်တို့နှစ်ဦးစလုံးပြိုင်တူစံပြုတ်ဖြစ်ခဲ့ကြရလေသည်ကောင်မကလေးများကကျွန်တော်တို့နှစ်ဦးစလုံးကိုသူတို့ကိုနှစ်ကာကြိုက်သောစိတ်မရှိဟုဆိုသည်ကျွန်တော်တကယ်ကြိုက်သောကောင်မကလေးကသူ့ကိုကျွန်တော်တကယ်ကြိုက်ခဲ့ပါလင်သူ့ကြိုက်နေသောအောင်ကျော်ကိုသူကကြိုက်၍ပြလိုက်သောအခါကျွန်တော်အသာဆက်တုံရမည်ဟုဆိုပါသည်အောင်ကျော်နှင့်ပတ်သက်လင်လည်းဤကဲ့သို့ပင်အပြန်အလှန်ယူဆရမည်ဟုဆိုပါသည်ကျွန်တော်မှာယခုမိန်းမနှင့်ရကာမှမိန်းမအကြောင်းရိုးရိုးရိပ်တိတ်ရိမ့်မိသဖြင့်မိန်းမများသည်သူတို့အတွက်ကြောင့်မနာလိုမှုကလေးရှိမှသူတို့ကိုမျက်နှိုးသည်ဟုထင်ကြောင်းအနည်းငယ်သိရှိရပါသည်သို့သောထိုမနာလိုစိတ်ကိုကျွန်တော်တို့ငယ်ချင်းများအချင်းချင်း၌မွေးမြူရမရပါထို့ကြောင့်ကျွန်တော်မိန်းမကစိတ်ဆိုးလာတိုင်းလင်းနောက်လိုက်မည်ဟုပြောတော့ကကျွန်တော်ကမလိုက်ပါနဲ့ငါတိတိတက်ပေးစားပါမယ်လင်းငယ်ကိုခေါ်ခဲ့ပါဟုအပြောကောင်းသောကြောင့်ကျွန်တော်နှစ်ဖူး၌မရုပ်ကြပွေတန်ရအမရွတ်မှာယခုတိုင်မပြောင်းနိုင်တော့ပါတငယ်ချင်းနှစ်ယောက်အင်းများလောက်ချစ်ခင်ကျင်နာကြပါ၏သို့တော်ယခုချိန်၌ကြေးအုံသည်အပြူဖြစ်လာပြီ16နှစ်ရွယ်စရည်ကလေးနှင့်ဝါဝတစ်မို့ချစ်စရာကောင်းပေသည်သူဤစပယ်ကြီးမှာညှို့တက်ပါလာပြီသည်ထို့ကြောင့်အောင်ကျော်ဆိုသောဘာသာကျော်မှာရခင်ကလိုမဟုတ်အိမ်ပြင်သို့များစွာမထွက်တော့ချေကျွန်တော်တို့မှာလူပြိုကြီးဖားဖြစ်နေပါပြီအသက်အစိတ်ကျော်၍30နာနီးနေသည့်အခါကျွန်တော်တို့နှစ်ဦးကိုအပြိုပေါက်စားတို့ကဦးလေးဟုခေါ်နေသဖြင့်ကျွန်တော်တို့ဤနဖူးစာမှာမှင်ရည်ကျဲသည်ထိကျဲလာပြီသို့တော်ကျွန်တော်တို့နှစ်ဦးသားသည်ရွာပြင်ရှိထန်တော်တွင်ပျော်ရွှင်စွာချက်စားလျက်ရှိကြပါသည်ကျွန်တော်၏အဖေမေဖြစ်သည့်ဦးဖိုးတာနှင့်ဒေါ်နှင်းဝေတို့မှာအောင်ကျော်၏အဖေမေတို့ကဲ့သို့ပင်လေဧက90ကျော်မြောက်ကိုပိုင်ဆိုင်ကလူရည်တဲ့ဖြစ်ကြလေရာစင်မျိုးရင်းချပမာချစ်ခင်ကြပေသည်ထို့ကြောင့်အောင်ကျော်၏နှမကြေးုံသည်လည်းကျွန်တော်၏နှမပမာဖြစ်သည်ကြေးုံကိုအောင်ကျော်က928နဲ့ချစ်လင်ကျွန်တော်အားလည်းတပြားမှမြောက်မပွန်း928တိတိနဲ့ပင်ချစ်ပါ၏သို့တော့အောင်ကျော်ဆိုတဲ့ငနေဟာယခုတလောအိမ်နှွန်းပုံးလာသည်ဟဲ့ကောင်လာလကွာထတော်ကိုအိုကွာတခါလာလဲခါတခါလာလဲခါတော့ကျက်လည်းမရဘဲနဲ့ငါမလိုက်ချင်ပါဘူးယောဒီတခါခွေးမသားကကင်းကြီးခန်းချင်းလုံနေပြန်ပြီခါသားမစားရတဲ့အလဲတွင်စာကလေးကင်းနေပင်ကျဉ်တတ်သောသူကတောချက်ကိုမှထောင်ညင်သည်ဟုပြောလာသည်မယိုးဘူးထင်ကျွန်တော်တို့အချင်းချင်းအိပ်၍မင်းနေကြမလို့ထို့ကြောင့်တစ်ချက်လောက်ငေါ့၍မီးလင်ပင်အားလုံးပေါ်ပါသည်ကြီးုံသည်နှစ်ချေးတွဲလောက်နဲ့မဟုတ်တော့ပြီငယ်ငယ်ကယွန်စရာကောင်းသလောက်အခုမြစ်ဆိုကြီးကဲ့သို့အောင်ကျော်ကသူ့အကြောင်းကိုကျွန်တော်အားတူတူပြောရင်းမှနေ၍ကျွန်တော်သည်မိမို့ကြောင့်တည်းရှိကြီးုံကိုအဝေးကလှမ်းကြည့်မိသည်သူ့မျက်စိမှာဘန်းနာစီကလေးလိုဝိုင်းသည်လည်းမဟုတ်ချွန်းသည်လည်းမဟုတ်သို့တော်သူကမျက်စိကိုမျက်လုံးတောင်း၌ကဲ့၍ကြည့်လိုက်သည့်အခါလူတစ်ဖက်သားမှရင်ဖို့လာတတ်သည်မျက်နှာမှာတွေ့သို့တော်ပအိုးကဖောင်းနေသောကြောင့်တွေ့မှန်းမသိရပါးပြင်မော်တွင်မှုန်တိတ်ထားသည်မှာပျော်ပြောင်းဤစံညံ့ညွန်းလာပါသည်အောင်ကျော်ကကျွန်တော်နားတဲ့စကားတွတ်ထိုးနေစဉ်ကျွန်တော်တွေးမိသည်ဒီပါးပေါ်မှာနှာခေါင်းသယန်းကြသောလူယိုပေါက်စားတို့၏အရေးအတွက်သည်မြင်းများလောက်ရှိပါသည်။အောင်ကျော်အပြောနေပင်ဒါဇင်ဝက်လောက်ရှိနေပြီ။သူမသိသောကောင်ကလေးများမှာဒါဇင်ကြော်ချင်းကြော်အောင်မည်။ကြေးုံသည်တရက်ထဲပိတ်အင်းကြီးလက်ပွားကိုဝတ်ထားသည်။ကျွန်တော်တို့ဘက်သို့ဘေးဆောင်လှည့်လိုက်သောအခါသူ၏နှိတ်တုံမြင့်တုံရွှေရင်အောင်မှာထူထဲသောပိတ်အင်းကြီးထဲမှချမ်းမာပြေဖြူသောအသွင်ကိုထင်လင်းစွာပြလျက်ရှိသည်။တင်ပစုံမှလည်းနှိတ်တုံမြင့်တုံနှင့်တစ်ချက်ထင်းစီများကိုပေးပွား၍မိဖို့ကြောင့်အထက်ကချက်ခိုးစင်ပေါ်လှမ်း၍တင်လိုက်သောအခါနှိတ်တုံမြင့်တုံတင်ပစုံမှာရွာဦးစေးတွင်ဒေါ်တွေးလေးရောင်းနေသောမုံကျွဲသေးတုံးကြီးကဲ့သို့ဆက်တုံလျက်စင်စစ်ကျွန်တော်ရင်တုံနေပါသည်အောင်ကျော်လည်းအတန်တုံနေသည်သူလည်းရင်တုံနေမှာပါပဲငါကတော့နှမရင်းလိုသဘောထားတကွယ်ဒါကြောင့်ညီမကလေးနဲ့ချော့နေရတာပဲသူကတော့မျက်နှာများတဲ့ဟိငါကတော့တခါမှမမိသေးပါဘူးဒါပေမဲ့အမေကပြောတယ်မိဘကြောင့်တကားမင်းတို့ထိုးတာညလူတန်ကြားတာမကြီးပင်အောင်မှနှစ်ယောက်ချင်းတွေ့တာများလာပြီတဲ့ကွငါဘယ်နဲ့လုပ်ရမလဲအောင်ကျော်သည်ချူတန်ပါအောင်ညီးပါသည်လင်ပေးစားလိုက်ရင်အေးတာပါပဲကွယ်စင်စစ်အောင်ကျော်သည်သူ၏မွေးစားနှမအတွက်
စေတနာထက်သန်လာစွာဖြင့်လင်ရှာခဲ့ပါ၏သို့တော်ရက်ရွာရှိကောင်ကလေးများကကြေးအောင်ဟူသောအတန်ကိုကြားလျင်လန့်သွားတတ်ကြသည်ရွာထိပ်ကတကြီးသားနှင့်လည်းကြေးအောင်ရွာပြင်ကဆဲအိမ်ကောင်းသားနှင့်လည်းကြေးအောင်လှေသမားသားနှင့်လည်းမကင်းဟုအဆိုရှိသည်မုံတယ်မသားနှင့်လည်းဘာကလိုတူတူပြောသံကြားသည်ကျွန်တော်ဤလေထဲမှတရင်ကားနှင့်လည်းရိုးတိုးရိတ်တိတ်ပင်အောင်ကျော်တို့၏ဂိုင်းထဲကပေါင်းတင်သောလူသားများနှင့်လည်းမတင်ကားစရာဟုဆိုသည်အောင်ကျော်၏အဖေနှင့်အမေတို့မှာသူ့ကြောင့်စိတ်ညစ်စပြုတ်လာတော့လဲနှစ်ချီတွဲလောင်းအရွယ်ကတာရင်သမီးရင်ပမာပြုစုမွေးမြူလာသဖြင့်တန်ရောစဉ်ကြည့်သည်အပြိုကြီးမပြတ်ရင်တော်သေးတာပါဟူသောသဘောနှင့်ကိုသမီးကိုချိတ်ပြီးဆုံးမရင်မနိုင်မနှင်းဖြစ်လာသည်ကျွန်တော်ကမင်းနဲ့ကွယ်နှမရင်းမှမဟုတ်ပဲဒီလောက်တောင်ရှိလာတယ်မင်းမဲယူလိုက်ပါလားဟုအောင်ကျော်အားပြောပြသည်ကျွန်တော်ကသူ့စိတ်ဆိုးလိမ့်မည်လားဟုတွေးမိသည်သို့တော်အောင်ကျော်ကငါလည်းမင်းပြောသလိုတွေးမိတယ်ငါလည်းသူ့ကိုချစ်တာပဲတို့ပိုးခဲ့ပန်းခဲ့တဲ့ကောင်မတွေပေါ်ချစ်တာတဲ့ပိုချစ်တယ်ဒါပေမဲ့ငါချစ်ကတမျိုးပဲသူ့ကိုငါချစ်တယ်ဒါကြောင့်သူ့ကိုငါမယူရက်ဘူးသူကြည်ပြူတာကိုမှသူယူပါစေဝိဇာနှမဆိုပေမဲ့နှမရင်းလိုခင်မင်လာတော့သူနဲ့ငါနဲ့သွေးမဆက်သားမဆက်ဆိုတာသိပါလျက်နဲ့ဒီလိုမကြံရက်ဘူးငါကတော့ဒီကောင်မကလေးကိုမင်းမဲဆောက်ရှောက်စေချင်တယ်ဟု၍ပြောလေသည်အောင်ကျော်ပြောသောစကားကိုကြားတော့ကျွန်တော်များစွာတုန်လှုပ်သွားသည်မှန်ပါသည်သို့တော်ထိုစကားမှာကျွန်တော်မနစ်သက်သောစကားမဟုတ်ချေဒါပေမဲ့ခက်တကွာမင်းနှမဆိုရင်ငါနှမလိုပါပဲအရင်ချလို့နေလာရကဒီဘဝရောက်ဖို့ကိုငါမတွေးတတ်ဘူးပြီးတော့လေအသက်ကတော်ပဲကွာနေကွာဟေးယောက်ျားမောင်ပစင်းမိန်းမပကတ်တွင်းမှာကွာဟုတ်တော့ဟုတ်တာပေါ့နို့ပေမဲ့ तू ကငါ့ကိုကြိုက်အောင်မှာကွအမလေးရောက်ဖရဒါကူတော့ငါကြံပေးပါမယ်မင်းပူစရာလုံးမဟုတ်ပါဘူးနို့မင်းကြိုက်နေတဲ့ဥစားငါဝင်ကြိုက်လို့တော်ပါမလားဟေးခုမှထူးဆန်းပြောမနေပါနဲ့မင်းနဲ့ငါနဲ့ကြိုက်ကြပြီဆိုမှဖြင့်တယောက်တည်းကိုအတူတူကြိုက်ခဲ့ကြတာကြီးပဲမဟုတ်လားဒါလည်းဟုတ်တာပဲကျွန်တော်တို့နှစ်ယောက်ရင်းသူအခြေတင်စကားပြောရင်းညနေဆောင်ရောက်လာ၍ရွာထိပ်ရှိကံမောင်ရိုးသို့ရှောက်လာခဲ့ကြသည်ကံမေးတွင်ပြူအိုเจ้าမငယ်ရွယ်တို့စုဝေးရင်နေကြသည်အဝေးဖွတ်သူဖွတ်ရေချိုးသူကချိုးနေကြသည်ကျွန်တော်တို့ကံမောင်ရိုးကိုတပတ်လှည့်နေစဉ်ရွာစော်ဤသားရောင်ပေလုပ်နေသည်ကိုတွေ့ရသည်ရွာစော်ဤသားအမည်မှာမောင်ကွန်းဖြစ်သည်ဟုကျွန်တော်ဝူတိုဝါတာမှတ်မိပါ၏မောင်ကွန်းသည်ကျွန်တော်တို့နှစ်ယောက်ရှောက်လာသည်ကိုခန်းလန်းလန်းမှရှောင်ပေး၍ရွာထဲသို့ပြန်ဝင်သွားသည်မောင်ကွန်းမှာရေချိုးဆင်းလာသည်ဖြစ်၏သို့တော်သူရေမချိုးပဲပြန်သွားသည်ကိုကျွန်တော်သတိထားမိသည်ကျွန်တော်နှင့်အောင်ကျော်တို့ကကံပေးလင်းညင်းခံရင်ကျွန်တော်တို့ငယ်စဉ်ကပူပန်းခဲ့သောတငယ်ချင်းမများသူတို့၏ယောက်ျားများနှင့်တပြိုတပားကြည်စင်နေကြသည်ကိုဝိုင်း၍ကြည့်ရင်တကိုယ်တော်ဘဝ၏လွမ်းစရာအခြေကိုနှစ်ယောက်သားကိုတွေးနဲ့ကိုတွေး၍နေကြလေသည်နေမင်းကမဝင့်တဝင်လွန်ခေါင်ခေါင်ညောင်မင်းအောက်တွင်ငမောက်ကြီးမျက်စားရင်တပြည့်ပြည့်နဲ့နောက်ချေးပါချနေသည်ငမောက်မှာရွာစော်ကြီး၏နွားဖြစ်သည်ရွာစော့သားသည်သူ့အဖေနွားကိုမျှမင်းနွားတင်းကုတ်သို့မသွင်းနိုင်ပဲရွာထဲကိုပြန်ဝင်သွားသည်ကျွန်တော်ကရွာစော့သားမောင်ကွန်းကိုပင်မတင်ကားဖြစ်လာသည်ထို့ကြောင့်အောင်ကျော်ကိုစကရိတ်ပေး၍ရွာထဲကိုပြန်ဝင်လာကြပြီးနောက်အောင်ကျော်အိမ်သို့နောက်ဖေးဘက်တပြောတန်းမှလှည့်ရဝင်သည်နေဝင်သဖြင့်ညင်ဦး၏လွှာယုံသည်ရွာကလေးပေါ်သို့လွှမ်းခြုံလိုက်ပေပြီငပြောအုပ်ကလေးမှလည်းနှင်းဆို၍လာလေပြီငပြောထထဲ၌မောင်နှင့်မဲဖြစ်၍လာကြပြီငပြောတန်းနှင့်ခက်လန်းလန်း၌ကတရက်ပင်ငုတ်တူပေါ်တွင်တဒံအားဖြင့်ဝူတိုဝါတာရှိသောလူနှစ်ယောက်ဟေးမပြေးနဲ့ကျွန်တော်တို့နှစ်ဦးသားသည်ကြီးအောင်နှင့်မောင်ကွန်းကိုနှစ်ယောက်ညှိ၍ဖမ်းရမိပြီအောင်ကျော်သည်သူ့နှမကိုလူနှင့်တကွမိပြီဖြစ်၍ဒေါသအမျက်ချောင်းချောင်းထွက်ကဒုတ်တစ်ပြက်ဓာတ်တစ်ပြက်နေလိမ့်မည်ဟုကျွန်တော်ထင်မိသည်သို့သောအောင်ကျော်ဒေါသထွက်သည်ကိုကျွန်တော်တွေးလာခဲ့သည်သို့ဖြစ်၍ယခုလဲကျွန်တော်ထင်ချင်းနဲ့မကိုက်ပေသူ၏ညီမလေးပေါ်သူချစ်သည်မဟုတ်လောချစ်သောကြောင့်စေတနာပိုသည်မဟုတ်လောစေတနာပိုသောကြောင့်သူကိုယ်တိုင်လင်းရှာပေးရသည်မဟုတ်လောညီမလေးငါစေတနာကိုမင်းသိတဲ့နဲ့ဒါကြောင့်မောင်ကြီးဘာမှမပြောလို့ဘူးဒီလိုတော့မလုပ်ပါနဲ့လူသိနဲ့ကြားတင့်တောင့်တင့်တယ်ဖြစ်အောင်အမေနဲ့ဖေပြောပြီးပေးစားမယ်အောင်ကျော်ကအေးအေးပြောသည်မောင်ကွန်းကမူလကကြောက်ရွံ့ဖြစ်ရတော့လဲ
အောင်ကျော်ဤသဘောကောင်းပုံစေတနာကောင်းပုံကိုတည်ပြီးဖြစ်၍ဆက်ဖြဲဖြဲလုပ်နေသည်ကျွန်တော်ကငေသေးတယ်ဗျဟုမောင်ကုန်းကပြောသည်ဒီခါတွင်မှအောင်ကျော်စိတ်ထလာသည်ခွေးသားလေးငယ်သေးရင်ဘာဖြစ်လို့ဒီလိုကြံတယ်လဲတောက်စကားမများနဲ့လာလိုက်ခဲ့အောင်ကျော်သည်မောင်ကုန်းကိုသူ့အိမ်မော်သို့ခေါ်တင်သွားသည်ကျေးုံမှာမျက်ရည်တရှုပ်ရှုပ်နှင့်ကြံရစ်သည်သူမျက်ရည်ကျတာမြင်သောအခါကျွန်တော်ငိုချင်းလာသည်ထို့ကြောင့်သူ့ကိုလက်ဆွဲ၍လာပါကွယ်ညီမလေးရဲ့မင်းကြိုက်တာကြိုက်တဲ့အတိုင်းဖြစ်ရစီမပေါ့ကွယ်ဟုပြောကာအိမ်မော်သို့ကျွန်တော်ခေါ်တင်လာခဲ့သည်ကျေးုံ၏လက်ကိုဆွဲရသည့်အရာသာမှာဘယ်ရတာနဲ့မှမတူသည်ကိုကျွန်တော်သတိထားမိသည်အောင်ကျော်နဲ့မောင်ကွန်းတို့ကတတွဲကျွန်တော်နဲ့ကျေးုံတို့ကတတွဲအိမ်မော်သို့နောက်ဖေးပေါင်းမှတက်လာကြသည်နောက်ဖေးဥယျင်ဝဲလူတန်တူတန်ကြားသဖြင့်အောင်ကျော်၏မိဘဖြစ်သူဥဖြော်နှင့်ဒေါခဦးတို့လည်းနောက်ဖေးဘက်သို့အိမ်ဦးကမ်းမှထွက်လာကြသည်ဒေါခဦးမှာဘာမှမပြောသို့တော်ဥဖြော်မှာသမီးမိန်းမမွေးရတာဒုက္ခဟဲဟုတပြည့်တောက်တောက်ညင်းနေသည်။ကဲအမေနဲ့ဖေတို့ကဘသူကိုမှအပြစ်တင်မနေနဲ့တော့သမီးမိန်းမပြိုဆိုတာအချိန်တန်အရွယ်ရောက်ရင်အိမ်တော်ရသားပေးစားလိုက်တာအေးတယ်။ဒီတော့အခုလိုလက်ပူးလက်ချက်မိတဲ့အခါစူစူပူပူမလုံးနဲ့ဗျာ။အောင်ကျော်ကစေတနာဘလဝနဲ့သူ့နှမကိုကာကွယ်လိုသည့်ဇောနဲ့ပြောလိုက်သည်။မဆူဝင့်မောင်သားရဲ့မဆူဝင့်မောင်ဟုဒေါခဦးကလေးအေးအေးနဲ့ပြောသည်မဆူဝင့်မှာဘူးကွယ်အမေဆူတတ်ရင်သူ့အကြောင်းငါသားစောစောကလေးကအကုန်တီးပြီးဖြစ်မှာပေါ့အခုတော့အမေတယောက်တည်းကြိတ်ကြိတ်ပြီးမြုံနေပေမဲ့သူ့တတိကမကောင်းတော့အမေလည်းမနေရအဖလည်းမနေရဒီထဲမှာမောင်သားဝေကပါငါတို့အပူကိုဝင်ကိုရတယ်လို့ဖြစ်တော့ငါအားနာလာတကွယ်အားနာဖို့မလိုပါဘူးကြီးတော်ရဲ့ဟုကျွန်တော်ကပြန်ပြောလိုက်သည်ဤအချိန်ထိကျွန်တော်ဒီကြီးုံကြီးလက်ကလေးကိုဆွဲထားတော့မင်းဖြစ်သည်ဖွန်ပြောရရင်ကျွန်တော်ဒီကြေးုံပေါ်မယိုးတော့ပါကြေးုံလိုရေစည်းငါးကိုမောင်ကုန်းလိုငကြီး6လက်ကိုအပ်ရမည်ကိုနှမျောမိပါသည်သို့တော်လူကြီးပြီးပြီးစကားပြောရမည်ဖြစ်သောကြောင့်ကြီးတော်ရဲ့ဒီလိုကိစ္စမျိုးကိုရိုးမယ်ဖွဲ့ပြီးစိတ်ဆင်းရဲမခံပါနဲ့သူကြည့်ပြရင်ပေးစားလိုက်ပေါ့ဟူသောစကားဖြင့်နားချမိသည်ဟုတ်တယ်မင်းသူကြည့်ပြရင်ပေးစားလိုက်တော့ဟူ၍အောင်ကျော်ကကျွန်တော်စကားကိုနင်းရွေလိုက်သည်ကျွန်တော်စိတ်ထဲတွင်ဤစကားကိုမောင်ကွန်းကြားပါကဖရဏပီတိဂွန်းစီထိလိမ့်မည်ဟုထင်မှတ်သည်သို့သောအောင်ကျော်လက်ထဲကမောင်ကွန်းသည်မတိမတာတွန့်သွားသည်ဟုထင်ရသည်သို့သောကျွန်တော်တို့အားလုံးအံ့အားသင့်မြင့်သည့်ကိစ္စမှာကြေးုံကိုယ်တိုင်ကခါခါတီးတီးညင်းချင်းဖြစ်သည်အောင်မဲအမေတို့ကိုယ်တို့ကဘလို့ပြောလိုက်တာလဲသူ့ကိုဘသူကများကြည့်ပြတယ်လို့ပြောဘူးတလေကြေးုံကဤသို့တံပြက်နှင့်ပြောပါသည်ကျုပ်ကဘယ်တော့မှများသူ့ကိုကြိုက်ဘူးလို့လဲရီးစားတစ်ထောင်လင်ကောင်တစ်ယောက်ပါတော့ဒေါခဦးသည်သူ့သမီးเจ้าသူသားတည်သည်ထို့ကြောင့်ကျွန်တော်တို့အံ့အားသင့်သလောက်သူအံ့အားမသင့်ပါအေးညီကတော့ဒီလိုကြီးပြောတာပဲရီးစားတွေမှုလို့ပေါ့အောင်ထားတိုင်းလင်းဆန်ရွေးတယ်လို့ရနိုင်တဲ့အောက်မေ့သလားသမီးရဲ့ညီကြရင်ဘသူနဲ့ဖြစ်ဖြစ်ပေးစားမှာပါအခုလိုမျက်နာတော့မများလိုက်ပါနဲ့ဒေါခဦးကလေးအေးအေးနဲ့ပြောစဉ်မောင်ကွန်းသည်ရှူရှူရှဲရှဲဖြစ်လာသည်ဒေါ်ပါဗျာကျုပ်ကလည်းဒင်းကိုယူရမှာကြောက်ပါတယ်ကျုပ်လည်းလူပြိုလူရွယ်ဆိုတော့ဘာသာဘာဝစမ်းတာပဲအခုကိုကြီးအောင်ကျော်ကိုအားနာလို့သာဘာမှမပြောဘဲနေတာကျုပ်လိုမှာတော့ကြေးုံလိုဟာမျိုးကိုမယူဝဲတာအမှန်ပဲမောင်ကုန်းကဤသို့ပြောလိုက်သောအခါကြေးုံသည်အသားတဆက်ဆက်တုံလာသည်ကျွန်တော်လည်းသူ၏လက်ကိုလက်နက်နဲ့လွှတ်လိုက်သည်ကြေးုံသည်မိဖို့ကြောင့်မှဓမ္မတူတစ်ချောင်းကိုလှမ်းဆွဲလိုက်သည်မိဖို့ကြောင့်မှမှောင်၍နေသည်အိမ်ဦးကမ်းမှရင်းနှစီမိခွဲ၏အယောင်သည်မိဖို့ကြောင့်ကိုအလင်းရောင်ကောင်းစွာမပေးသို့တော်ကြေးုံကသူသုံးနေကြဓမ္မတူကိုသူသိသည်ထို့ကြောင့်ထိုဓမ္မတူကိုလှမ်း၍ဆွဲရာလင်းမြန်ဖြက်လက်လွန်း၍ကျွန်တော်တို့ဘာမှမမြင်လိုက်ရပါဓမ္မတူနှင့်မောင်ကုန်းကိုလိုက်ခါမှကျွန်တော်တို့သည်ပြပြတလဲဖြစ်သွားပါသည်ဟဲ့နင်းလိုကလေးကချီကိုစိတ်ကူးတဲ့ထဲတာမဟုတ်ဘူးဟဲ့ငါကအပျော်လောက်သဘောထားတာဟဲ့နားလဲပလားကြေးုံကအတန်ခတ်အုပ်ဖြင့်မိတန်းရင်ဓားနဲ့လိုက်ရာကြေးုံရဲ့စိတ်မြန်ပုံကိုနားလဲပြီးဖြစ်သောမောင်ကွန်းသည်အောင်ကျော့လက်ထဲမှယုံထွက်၍အိမ်ရှိကန်းကိုဖြက်ကကစုံပေါက်ပြေးလေသည်မောင်ကွန်းသည်သူ့ဟာသူရိုးရိုးပြေးလင်တော်ပါ၏သို့တော်ခွေးသားကလေးကရက်တိရွာတိဖြစ်အောင်အော်လိုက်သည်ဟဲ့ကြေးုံနင်ယောက်ျားတကောင်ကိုအပြိုကျန်းတာငါသိပါတဲ့ဟဲ့နင့်တော့တရွာလုံးကြောက်လာပါတဲ့ဟဲ့ဟူ၍မောင်ကွန်းကကြော်ညာမောင်းထူရင်ထွက်ပြေးပါသည်အောင်ကျော်တို့သားမိကိုစားကျွန်တော်ရှက်လာပါ၏သို့တော်အောင်ကျော်သည်
သူ့မွေးစားနှမအပေါ်မမုန်းနိုင်တယ်လို့ကျွန်တော်ကလည်းကြေးုံပေါ်မုန်း၍မရပါတကယ်ဆိုရင်မျက်နှာများသောကြေးုံကိုခိုးထုတ်ခိုးထည်နှင့်မိထားပြီးသည့်နောက်ကျွန်တော်ဒီကြေးုံကိုအယူကြီးယွန်သင့်သည်သို့ပါတော့လေကြေးုံကဒေါသတကြီးနှင့်ကြံရစ်ခဲ့ပြီးမောင်ကုန်းကိုဓမတိုနှင့်မပေါက်လိုက်ရသဖြင့်ဟီးချ၍ငိုလိုက်သောအခါကျွန်တော်၏ရင်ထဲတွင်ဘလောင်ဆူ၍သွားပါသည်ဘာကြောင့်မသိပါမနက်မိုးလင်းသောအခါကြေးုံနှင့်မောင်ကုန်းတို့၏ခွာပြေးကမ်းမှာတရွာလုံးစမြုပ်ပြန်စရာဇလန်းပမာတမျှဖြစ်နေပါသည်သို့တော့ရက်ရွာဓလေ့အတိုင်းကဲ့ရဲ့ပြီးသည့်နောက်9 ရက်မြောက်သောကြေးုံ၏တည်င်းကိုမြည်သူမျှအရေးမဆိုင်တော့ပါရွာစော်ကြီးသားမောင်ကုန်းကိုသူ့အဖေကမြန်မိမပေးစားလိုက်သည့်အကြောင်းဒီသားလင်းရွာသူရွာသားများအဖို့စိတ်ဝင်စားစရာတစ်ခုဖြစ်လာပါသည်တခုသောညနေခင်းတွင်အောင်ကျော်နှင့်ကျွန်တော်တို့နှစ်ဦးသားသည်ထတော်တစ်ဖက်တွင်ဂျိုးတဲကြပါသည်သို့တော်တကောင်းမှမမိပါဂျိုးတဲရင်တငယ်ချင်းနှစ်ယောက်သည်ကြေးုံအကြောင်းမုန်းမွန်အောင်ပြောနေကြသည်နှင့်ဂျိုးတကောင်းမှအနားမသိပါတဲဂျိုးခမရပင်လင်ကျွန်တော်တို့စကားတန်ကိုကြားရ၍မကူမီဟုထင်ပါသည်တာဝေယာတငယ်ချင်းဟာမင်းမဲစဉ်းစားကြည့်လက်ကွာဒီရွယ်မှာအပြစ်တင်လို့မဖြစ်ဘူးကွသွေးသားတောင်းချမ်းတုံးရွယ်ဖိုမတက်ကြိုးကိုနားမလဲတလဲမှာဒီတိုင်းလွတ်ထားရင်မှားတဲ့ထဲမှားရော့မပငါမိဘတွေကလည်းအိုပြီးကွဒီတော့သူ့ကိုအမြဲထိန်းနိုင်ကြောင်းနိုင်တာမဟုတ်တော့လူပြိုကာလာသားတွေနဲ့တွေ့တဲ့အခါအငွေ့ကိုရှောင်နိုင်တော့လဲအတွေ့မရှောင်နိုင်ဆိုတာလို့ဖြစ်ရတာပေါ့ကွယ်ငါကတော့နှမရင်းလိုပဲအောက်မေ့ရမှာပဲမောင်ရင်းလိုစေတနာထားရတော့မှာပဲဒီတော့လူတွေကမိမ့်မပေါ့မိမ့်မပြက်လို့အဆွတ်ဆဲမခံရအောင်တငယ်ချင်းဟာမင်းကပဲကူစမ်းပါအောင်ကျော်ကကျွန်တော်ကိုပတ်ချွဲနဲ့ချွဲနဲ့လှိမ့်နေပါသည်သူလှိမ့်နေသည်ကိုကျွန်တော်သိ၏သို့တော့ကျွန်တော်ဆိုသည့်ငနေကဤသို့လှိမ့်ငင်းခံရသည်ကိုပင်လင်အရသာတွေ့နေသည်စင်စစ်ကျွန်တော်ကြေးုံကိုလိုချင်သည်အမှန်မှာတော့မလိုချင်အိုးကျွန်တော်ဘာကိုဘလို့လုံးပြီးပြောရမလဲကြေးုံ၏လက်ကိုကင်တွယ်ခဲ့ရသောအတွေ့အထိဖွတ်ထပ်ပါယုံထိုအာယုံသည်အတိုင်းမသိตายရ၏ထိုအာယုံနောက်သို့ကျွန်တော်လိုက်လို၏သို့တော့ကြေးုံကိုကျွန်တော်ကြောက်ပါသည်ဘာကြောင့်ကြောက်သည်ကိုမပြောတတ်သူကကျွန်တော်ကိုအပျော်ကြံစီအောင်တော့ကျွန်တော်ပဲ့မသွားပါသို့တော့ကျွန်တော်ချီတုံချတုံဖြစ်နေသည်စေတနာဘလဘွားနဲ့သူ့နှမကောင်းတာမြင်ကျင်သောမောင်မှာကျွန်တော်ဤချီတုံချတုံဖြစ်နေမှုကိုမလိုချင်အတင်းမင်နေရာချနေသည်ထို့ကြောင့်ကျွန်တော်သည်တညတနိုင်ကြေးုံထံသို့စောင်းတော်ကူးမိလေသည်အောင်ကျော်ဤကူညီအားပေးမှုမပါဘဲကျွန်တော်စောင်းတော်ကူးနိုင်မည်မဟုတ်သည်ကိုစာရှုသူတို့ရိပ်စားမိလောက်ပါပြီထိုညကကျွန်တော်ဒီကြေးုံဤပါပြင်ကိုကျူကျူမွှေးခဲ့ပါ၏ကြေးုံကတကျူကျူမွှေးနေသည်ကိုအားရတင်းတင်းရောင်ရဲခြင်းလက္ခဏာမပြခဲ့ပါတန်တရားတစ်လျှောက်လုံးသူ့အားအစင်မပြတ်တကျူကျူမွှေးနိုင်မှသူသဘောကျလိမ့်မည်ထင်ပါသည်တို့ရာတွင်ကျွန်တော်ကတချီဆေးဘောလိပ်ကိုတောက်ချင်လာပါသည်တို့ပါတော့လဲစိမ့်လင့်ကိုမျှပင်ဖြောက်အောင်မတောက်ရပါကျွန်တော်နဲ့ကြေးုံကလင်မယားလည်းမကြသမီးစားလည်းမကတော့ပါကျွန်တော်နဲ့ကြေးုံဖြစ်နေကြသည်ကိုတရွာလုံးသိပြီးမှယူသားလာတော့ကျွန်တော်မိခင်ဖခင်တို့ကသိကြပါသည်သူတို့ကကျိန်းပေါင်းကြသည်သို့တော်အောင်ကျော်သည်သူ့နှမကလေးပေါ်မိတို့စေတနာထားပုံသူ့နှမနဲ့ပတ်သက်ရင်ကျွန်တော်ကိုသာစိတ်ချပုံမိမပြိုတူလမ်းလွဲလိုက်မှုကိုတားဆီးရန်စိတ်ရည်တံပုံတို့ကိုကျွန်တော်မိဘအားဖြောင်းဖျပြောဆိုလျာအသက်30နီးလာပြီဖြစ်သောကျွန်တော်အပေါ်၌မိဘတို့ကလည်းခွန့်လွတ်လာကြလေသည်ထို့ကြောင့်ကျွန်တော်သည်တနေ့သောအခါကြေးုံကိုတောင်းရမ်းယူရန်အတွက်အိမ်တော်ပစ္စည်းဝယ်ရန်ရွာမှထွက်၍မြို့သို့တက်လေသည်ကျွန်တော်သည်ဝါကောင်လမှစ၍ရွာမှထက်ခဲ့သည်ခီးသွားဟန်လဲဆိုသလိုမွေရာခေါင်းအောင်ဆောင်းကတင်တို့ကိုဝယ်ရင်းမတ်တက်ကကုံကူးရန်အတွက်စီမံထားသည်ဖြစ်၍တည်င်းဝါလာကျွတ်မှရွာသို့ပြန်ရန်ဖြစ်လေသည်ဒီနေရာမှာကျွန်တော်၏ကိုယ်တွေ့ကိုအမိပြု၍စာရှုသူမိတ်ဆွေတို့ပေါ်လူလေလုတ်ကဩဝါဒကထာတစ်ခုကိုမိန်ကြားတော်မူပါရစေစကားမပြောတတ်၍ရိုင်းလာသည်ဟုလည်းမထင်ပါနဲ့မိတ်ဆွေတင်သည်အိမ်တောင်ပြုရန်ခန်းဝင်ပစ္စည်းဝယ်လို့လင်ခန်းဝင်ပစ္စည်းကိုသာဝယ်ပါကျွန်တော်ကဲ့သို့ခန်းဝင်ပစ္စည်းဝယ်ရင်ကုန်မကူးပါလေနဲ့အဘဲကြောင့်ဆိုတော့ကျွန်တော်သည်ကုန်ကူးရင်ခန်းဝင်ပစ္စည်းဝယ်မိရာကုန်ရှုံးသဖြင့်ခန်းဝင်ပစ္စည်းကိုကျင်းဝင်များပါရှုံးသည့်အထဲကိုပါသွားပါသည်ထို့ကြောင့်
တရင်ကျွတ်တော်လဲအိမ်မပြန်နိုင်ပါတစောင်းမုံကြမှာမောင်ဖုံးလာပါမယ်ဆိုလမ်းကမဲကျူဟူသောကျန်းငံပါဠိလာရှိသည့်အတိုင်းချစ်နှမကြေးုံရင်ငါတစောင်းမုံကြမှာပြန်လာမယ်အဲ့ဒီထီတော့စောက်မအောင်ဟူသောတိုးသူတောင်သားတို့၏ဇယိုက်တိုင်းမသွဲဝိုက်ပဲရေးလိုက်သည့်မာတန်းကိုကြေးုံထံသို့လူကြုံပါလိုက်ပါသည်များမကြာမီကျွန်တော်စားတစောင်းရပါ၏သို့တော့ထိုစားမှာကြေးုံထံမှစားမဟုတ်ရောက်ဖလောင်အောင်ကျော်ထံမှစားဖြစ်သည်အောင်ကျော်သည်တော်ယုံနှင့်စိတ်ဆိုးတတ်သူမဟုတ်သို့တော်စားထဲတွင်ကျွန်တော်အားခွေးမသားဟုဘွေဒူးတင်ညာတက်၍ခေါ်လိုက်သည်ကိုထောက်ရှု၍ဒင်းကျွဲမိတူနေသည်ဟုကျွန်တော်ခံမှန်းမိပါသည်သူ၏ဆဲရည်သောစကားတချို့ကိုခြံလှည့်၍သူ့စာအရင်တိုင်းကိုဖော်ပြရသောအောက်ပါတိုင်းဖြစ်ပါ၏မင်းလောက်နွားကြတဲ့အကောင်ကိုငါခုမှပဲတွေ့ရတော့တယ်ဘယ်နဲ့ကွာခန့်ဝင်ပစ္စည်းဝယ်ပါဆိုကုန်ရှုံးနေရတဲ့ကြေးုံကမင်းကိုမဆောင်နိုင်လို့လိုက်ပြေးပြီငါဟာကြေးုံပေါ်သားစေတနာထားခဲ့တာမဟုတ်ဘူးမင်းကိုလည်းညီရင်ကိုလိုစေတနာထားလွန်းလို့ငါကိုယ်တိုင်928မကချစ်နေတဲ့ဥစ္စာမင်းကိုရေသက်ချလူတန်းလိုက်တယ်မင်းတောက်သုံးမကြတော့မျိုးကရောင်30ပွဲစားတဲ့ကောင်နဲ့လိုက်ပြေးပြီသူနဲ့လိုက်ပြေးတဲ့အကောင်ကလည်းပွဲစားလို့သာဆိုတဲ့စဘာပွဲစားလားလူပွဲစားလားငါမသိဘူးလူပွဲစားဆိုရင်တော့ဖာတန်းမှာလိုက်ပြီးရွေးယူရတော့မှာပဲကျွန်တော်ဤဘေးပတ်လေရှိစက်ကြောဝလာတစ်ခုလုံးသည်ခြားခြားလဲ၍သွားပါသည်ကြေးအိုနင့်ကိုဒါကြောင့်ငါမလို့ခြင်းစင်စစ်ကိုလည်းလိုချင်ပါ၏ယခုတော့အားလုံးတောက်ခွကျွန်တော်သည်ဖဲမွေရတမျှနူးညံ့လာသည်ဟုထင်ရသောဝါပိုးကုပစ်လေးပေါ်တွင်ကြေးအုံနှင့်ရွှေလွယ်တွဲရင်းကမ္ဘာလောကကြီးကိုမေးလိုက်သည့်အကြောင်းချင်းရာတို့ကိုပြန်လည်တွေးတောမိပါသည်ထိုအခါကြေးအုံသည်ကျွန်တော်အားချစ်ပြီးရင်ချစ်ချင်သည့်သဘောတရားတို့ကိုညှို့ဆိုပြသခဲ့ကြောင်းပြန်ပြောင်းတွေးတောမိပါ၏ဒီခါကျတော့မှနောင်နာရမိသည်စင်စစ်သူသည်ချစ်ဒုက္ခထဲ၌တဝဲဝဲတလေလေဒုက္ခခံလို့သူတယောက်မဟုတ်ပါလောဒီချက်ကိုမျှသဘောမပေါက်မိသည့်ကျွန်တော်သည်ကြေးုံကိုတလမျှမကပဲ3-4လကင်း၍ခွာခဲ့မိသည်ကျွန်တော်ဤမဟာအမားပါပဲကျွန်တော်ဒီရွာကိုမပြန်နိုင်တော့ပါစိတ်ထဲတွင်ကြေးုံကိုမြည်တမ်းရင်ကျွန်တော်ရောက်ရရန်၌ကြေးုံနှင့်တူသောမိန်းမတို့ကိုရှာခဲ့သည်စိတ်တိုင်းကြားကိုမတွေးသည့်တစ်နေ့၌မြို့တစ်မြို့ရှိကြေးရတဲ့အတော်ကြီးတူကပဇင်းအမလှုပ်ချင်သောကြောင့်ကျွန်တော်လည်းအတော်ကြီးဤမောင်ပဇင်းဖြစ်ခဲ့ရ၏ပဇင်းဘဝရောက်ခါမှပင်စာတန်ပေတန်နှင့်ရက်လဲတရားများကိုဟောတတ်တော်သည်ထို့ကြောင့်လည်းကျွန်တော်ယခုကိုအကြောင်းကိုစီကားပတ်ကုန်းမှတ်တမ်းတင်နိုင်ခြင်းပင်ဖြစ်သည်ကျွန်တော်၏စိတ်ထဲတွင်ကြေးုံကိုမှတ်တမ်းတင်လျက်ရှိပါသည်ထို့ကြောင့်ပဇင်းဘဝ၌ပင်လင်ကြေးုံကဲ့သို့တေးသေးတွေ့တွေ့ကိုကာယအလှရှိသူမိန်းမတို့ကိုလိုက်၍ရှာခဲ့ပါ၏သို့တော်မတွေ့နောက်ဆုံး၌ကြေးုံနှင့်စင်လူရောမဖြစ်လိမ့်မည်ဟုထင်ရသောပဇင်းအမ၏သမီးနှင့်ပင်ညားရပါတော့သည်ပဇင်းအမ၏သမီးမှာဝါဝါတုတ်တုတ်ကြေးုံမှာတွေ့တွေ့တွေ့သည်သို့တော်၎င်းဝါတုတ်ကလေးမှာတသားမွေး၍တသွေးလှလာသည့်အခါကြေးုံလိုတွေ့တွေ့သေးသေးဖြစ်လာလိမ့်မည်ဟုသောထင်ကြီးကြောင့်ကြေးုံနှင့်စင်လူရိုးမှာဟုကျွန်တော်ဆိုခဲ့ခြင်းဖြစ်သည်အမှန်မှာကျွန်တော်မိန်းမသည်သားဦးတစ်ယောက်မွေးပြီးသည့်နောက်အစီတစ်ထက်အသားတစ်ထက်တို့ကဝက်ပြိုမာကြီးကဲ့သို့ဝါ၍စူဖြိုးလာပါသည်အိမ်ကမတ်အဝါစူဖြိုးလာလေလေကြေးုံကိုတတိယလေလေဖြစ်မိသည်ထို့ကြောင့်3 နှစ် 3 မိုးမြခွဲခါလာခဲ့ရသောအမိနှင့်အဖတို့အားချွေးမပြရန်အတွက်ဟူအကြောင်းပြပြီးလျှင်ကျွန်တော်သည်မိဘရက်ထံသားနှင့်မယားပါခေါ်ဆောင်၍လာခဲ့ပါသည်ကြေးုံကမြို့ကြီးသားနှင့်လင်းနောက်လိုက်ပြေးပြီးဖြစ်၍တွေ့ရန်ခဲရင်သည်မှန်ပါ၏သို့တော်သူရှိရာအရက်သို့ရောက်လျင်စိတ်ပြေလက်ပြောက်ဖြစ်ထန်ကောင်းပါ၏တို့ရတွင်ငယ်စဉ်ကထက်တီတီကလေးဝါဖြိုးနေသောကြေးုံကိုသူ၏လင်းတော်မောင်ငတိုးနှင့်အတူအောင်ကျော်၏အိမ်ထက်တွင်ကျွန်တော်တွေ့ရသောအခါကျွန်တော်ဟစ်၍ငိုကရဲပစ်လိုက်ချင်ပါသည်အဘဲကြောင့်ဟူမူငတိုးမှာကျွန်တော်အိမ်တွင်ခိုင်းစေထားသောသူဖြစ်သည်ကျွန်တော်ထင်မြင်မိသောမြို့ကြီးသားမဟုတ်ချေကြေးုံမှာမြို့ကြီးသားနှင့်လင်းနောက်လိုက်သွားပြီဆိုပြီးမှကျွန်တော်အိမ်ကစည်ရင်ကငတိုးနှင့်ရသည်ဆိုသည်မှာကျွန်တော်အဖို့ငိုခြင်းလင်းလဲငိုရရသောအကြောင်းရေးခြင်းရင်လဲရည်ရွယ်ရသောအကြောင်းဖြစ်ပေသည်ထို့ကြောင့်ကျွန်တော်ကအောင်ကျော်အားတစ်နှစ်စုံကိုမေးကြည့်မိသည်ဟေးအောင်ကျော်ရမင်းဆက်ကရှုပ်ရှုပ်လာတယ်ကွာငါတော့မှမျက်စိလဲကုန်ပြီပြောစမ်းကွယ်အစုံပြောရရင်9ရက်နဲ့မပြီးဘူးကွ
ငါကတော့မောင်ကြီးရာမှာတီးတယ်ဒီတော့စေတနာထားရတဲ့ကွဒါကြောင့်မင်းမရှိတော့လဲမင်းရဲ့လက်ဆွဲတော်ငတိုးကိုပဲမင်းကိုစားလို့အတုံးချလိုက်ရတယ်စရင်ကားတွေထဲမှာမင်းဟာငတိုးကိုချစ်ဆုံးမို့လားဟုတ်တယ်သူဟာငါတို့ရဲ့အခိုင်းအစေဆိုရင်ငါညီနဲ့မချပါဘူးကွယ်အဲ့ဒီတော့မင်းချစ်တဲ့ငတိုးကိုမင်းချစ်တဲ့ကြေးုံနဲ့ပေးစားလိုက်တော့မင်းဘာမှပြောစရာမရှိဘူးမဟုတ်လားဒါကိုငါဘလို့မှမအောင်မေးတဲ့အပြင်ဝမ်းတောင်းတာတယ်နှုတ်ပင်နဲ့ငါနားမလဲတာကမြို့ကပွဲစားနဲ့လိုက်ပြေးပြီးဘက်နဲ့ငတိုးနဲ့ညားရတာလေဟေးတာဝေရဲ့ဒါကိုပြောရရင်ခုနှစ်ညနဲ့မပြီးဘူးကွကြေးုံကိုမင်းကြည့်စမ်းနည်းနည်းလောက်ဖြိုးလာတယ်လို့မင်းမထင်ဘူးလားမင်းကလေးမဖောစမ်းတဲ့လက်ကွဲဒင်းမှာကိုဝင်ရှိတော့ဝါမှာပေါ့ဟဲ့မင်းအဲ့ဒါကြောင့်ဦးတာပဲကိုဝင်ကြောင့်ဝါတာမဟုတ်ဘူးပြဓာကြောင့်ဝါနေတာအောင်ကျော်ဆိုသောငင်းနေသည်ကျွန်တော်စိတ်ရှုပ်တည်တဲ့ရှုပ်အောင်လုပ်ရနေပါသည်ကျွန်တော်စိတ်မရှိပါထို့ကြောင့်ငငယ်ရလိုပင်သူ့အားဆဲရီတိုင်းထွာကအကြောင်းရင်းတို့ကိုတိုတိုနဲ့လိုရင်းရအောင်အပြောခိုင်းပါသည်ကျင်းုံနဲ့လိုက်ပြေးသောမြို့ကြီးသားပွဲစားဆိုသည်မှာအောင်ကျော်အကဲခက်သည့်အတိုင်းလူပွဲစားဖြစ်ပါသည်၎င်းလူပွဲစားလက်ထဲတွင်ကြေးတော်သူမကလေးကြေးုံသည်ရွှေဘုံမော်ဆန်နေရသောတထေးသမီးပမာဓမြ3-4 လလောက်ဆန်ခဲ့ပါသည်ကြေးုံမှာအာတတနာတာနာနဲ့မို့သူ့ယောက်ျားညညအပြင်ထက်၍ပတ်စံရှာသည့်အလုပ်ကိုဘာလို့ဟုသူမသိခြေနဲ့ရွေနေလေသည်သို့တော်ညစဉ်ညတိုင်းလိုအပြင်ထွက်ပါများလေသောကြေးုံသည်နေမထိထိုင်မသာဖြစ်၍လာပြန်သည်ထို့ကြောင့်သူ့လင်ပေါ်ကနွယ်ကလေးရလှုပ်ကြည့်သည်သို့တော်လင်းတော်မောင်လူပွဲစားဖို့ကြေးုံ၏ကြာချီတဘာဝတို့မှာအမှုပညာမြောက်လာပြီဟုမယူဆနိုင်ခြင်းထို့ကြောင့်ထိုညကလင်မယားစကားများရာကအငားထဲလိုက်သောကိန်းသို့ဆိုက်ရောက်ခဲ့သည်သို့တော်ကြေးုံမှာအလွန်ကံကောင်းလာသည်အောင်ကျော်၏ပြည်ရသောကြံစီနှင့်စီမံမှုတို့ကြောင့်ပြည်တစားမှလောင်းလျာဖြစ်သောကြေးုံသည်လူမသမာတို့၏လက်ထဲကိုမကြရောက်ဘဲအောင်ကျော်ချိတ်ဆက်လုပ်ထားသည့်ကာလာသားများလက်ထဲသို့ရောက်ခဲ့သည်ရင်းသို့ရောက်သည်နှင့်တပြိုင်နက်အောင်ကျော်သည်သူ့မွေးစားနှမကြေးုံကိုရွာရောက်ပြန်၍ခိုးလာသည်ဒါတွေငါစီစဉ်တာငါစွမ်းလာလို့မဟုတ်ဘူးငါမိတ်ဆွေဆက်အင်စပက်တော်တယောက်ရဲ့ညံစွမ်းကြောင်ပါပဲသူ့ကိုကျေးဇူးတင်လို့မဆုံးပါဘူးကွယ်ကြေးုံရဲ့လူပွဲစားငနေကသူ့မယားကိုခိုးပါတယ်ဆိုပြီးငါတို့ကိုဂတ်တိုင်မှုလုပ်သေးတယ်အဲ့ဒီတုန်းကတော့ကြေးုံကသူ့လင်အကြောင်းကိုသူမသိသေးပဲသူ့လင်ဘက်ကိုပါရင်ဒီချိန်မှာငါထောင်ထဲကထွက်ရအောင်မှာမဟုတ်ဘူးကြေးုံကအခုမှအကြောင်းသိတော့သူ့လင်ကိုသူစိတ်နာနာနဲ့ဖြစ်သမျှအကြောင်းကိုဂတ်မှာဖွင့်ချတယ်ဒီတော့လူကုန်ကူးသူမျိုးကြီးသားလဲသူ့ပြစ်သူနားလဲထားတော့ငါတို့ကိုဒုက္ခမရှာတော့ဘူးကွအောင်ကျော်ကဤသို့ပြောပါသည်ထိုအခါစိတ်မရှိနိုင်သောကျွန်တော်ကမင်းနဲ့ကွာကိုနှမကိုသူတစ်ပါးလက်ထဲကပြန်ခိုးခဲ့ရပြီးတဲ့နောက်ကိုဟာကိုပဲယူထားလိုက်ပါတော့လားဟုပြောမိသည်ဟေ့တာဝင်းမင်းပါဇက်ပုတ်ကြီးနဲ့မပြောစမ်းနဲ့သူဟာငါနဲ့ဘာမှသွေးသားမတော်ဆက်တော့ငါယူမယ်ဆိုရင်ယူသင့်ပါရဲ့ဒါပေမဲ့အရက်ကိုလည်းအာနာရသေးတဲ့ကွဒီအထဲမှာကြေးုံကသူ့လင်စီကယောဂပါလာလို့6 လလောက်အလူးလဲခံရတယ်အဲ့ဒီတော့မှမင်းစိတ်ပြက်ပြီးငါတို့ကိုလဲကျုံဝင်ထိုင်ကိုင်းတယ်မဟုတ်လားပြောတာဆုံးအောင်နားထောင်မအောင်ကွာ6 လလောက်ငဖောင်ရိုးလိုဖြစ်နေပေမဲ့ငါဟာကြေးုံပေါ်စေတနာမချို့ခဲ့ပါဘူးငါကိုယ်တိုင်ဘိန်းတော်ဆရာလုပ်ပြီးသူ့ကိုကုပေးရသေးတယ်မင်းမမိတယ်မဟုတ်လားကွာတို့ပစ္စောရာယုံမှာတော့ကဥပစင်ဦးနန်နေရရဲ့စင်းပြီးတော့လေကွယ်ဟင်းရိုင်းကန့်ဒုတ်ထာဇဝက်သားပါရစေးကွာအဲ့ဒါနဲ့ငါကုလိုက်တာပြဓားတွေဘာတွေထွက်ပြီးသွားတွေတောင်အကုန်ကြွကြရောအောင်းမိတယ်နောက်ဗရာခိုးတည်သွားတော့ဟောအခုမင်းမြင်တဲ့အတိုင်းပဲမှန်ဤကျွန်တော်မြင်သည့်အတိုင်းဝါဝဖြူဖြူနဲ့ကြေးုံမှာရေဆေးပြီးသားငရက်ပမာတမျှကျွန်တော်ဤစိတ်တို့သည်အမှန်ပင်ဘရောက်ဘရက်ဖြစ်လာပါသည်ကျွန်တော်တို့နှစ်ဦးသားစကားပြောနေစဉ်ကြေးုံသည်ကျွန်တော်ကိုခိုး၍ကြည့်သည်သူခိုးကြည့်သည်ကိုကျွန်တော်ခဏခဏလက်ပူးလက်ကျက်မိပါသည်မမိရင်ခံနိုင်မလားကျွန်တော်ကိုယ်တိုင်ကလည်းသူ့ကိုခိုး၍ကြည့်မိတာ哦အောင်ကျော်အပြောမှာကြေးုံနဲ့ကျမ်းမာလာသည့်အချိန်တွင်ငတိုးကိုတောင်းပန်တိုးရှိုးပြောဆို၍ကြေးုံနဲ့နေရာချလိုက်သည်ဟုဆိုပါသည်ကျွန်တော်သည်ကြေးုံကိုပြန်တွေ့ခိုင်းနိုင်မူလကခန့်အန်းဖြစ်နေစေကမူဓာတ်တိချင်းဖြစ်သောကြောင့်ရွာရောက်ပြီးတလားလောက်ကြာလျင်ရှိကကဲ့သို့ပင်ပြန်၍ရင်းနှီးသွားပါသည်ကျွန်တော်ကကြေးုံကိုတွေ့သည့်ခါတိုင်းခန်းဝင်ပစ္စည်းဝယ်ရင်မတ်တက်ကုန်ကူးမိသည့်အမှားကိုသူစိတ်ကြည်အောင်တောင်းပန်မိသည်သို့သောကြေးုံဖို့ကထိုးပြီးခဲ့သောကိစ္စကိုအနှဲငယ်မျှဂရုစိုက်ပုံမပေါ်ကျွန်တော်အားအချစ်ဦးကြီးရီးစားဦးကြီးပမာတမျှထား၍တန်းတလွမ်းဆွတ်သောအမှုရာလည်းမရှိ
သို့တော်သူ့လင်တော်မောင်ငတိုးနဲ့လည်းအလွန်နှစ်သက်အားရခြေနှမ်းလာပြီးဟူသောမူရာကိုလည်းမပြငတိုးမှာမူလာကပင်လေသူတစ်ပါးခိုင်းသမျှကိုသာနာခံတတ်သူဖြစ်ရာကြေးုံ၏လက်ခုပ်ထဲတွင်ရေပမာဖြစ်နေရှာသည်ကြေးုံကဟွန်းလို့တစ်ချက်ငေါက်လိုက်လျင်ငတိုးသည်နေရွက်ကုတ်၍သွားတတ်သည်ကျွန်တော်ကဒီကဲ့သို့လင်းနိုင်သောတဘာဝကိုမကြိုက်ထို့ကြောင့်ကြေးုံရဲ့ကုလင်ကူသားဖြစ်လာတဲ့နောက်နင်ငတိုးကိုမနိုင်ညင်စမ်းပါနဲ့ငါလက်အောင်မှာငတိုးဟာဟဲ့လို့မှအငေါ့မခံရဘူးပါဘူးဟုပြောမိသည်ထိုအခါကြေးုံသည်ထမင်းကိုစွန်အောင်ဆွဲကကျွန်တော်ကိုပါရန်တွေးလေတော့သည်တော်ပါမောင်ကြီးတာဝေရဲ့မောင်ကြီးလူကိုထိတာနိုင်ရင်ပြန်ခေါ်သွားပါတော့လူကလူမမှုပဲတစ်တုံးကြီးတော့တစ်တုံးကြီးကြေးုံဤသို့ပြောပြီးငိုပါတော့သည်ကျွန်တော်လည်းသူ့နားမှာမနေတတ်မထိုင်တတ်ဖြစ်လာသဖြင့်အောင်ကျို၏မိဘများရှိရာသို့စကေရောဖောရောလောက်ကလှည့်ထွက်လာခဲ့သည်ကျွန်တော်ယခုလိုမြဲမြဲလှည့်ထွက်လာသည်မှာကောင်းသည်သို့မဟုတ်လျှင်ကျွန်တော်ဒီကိုယ်စိတ်ကိုထိန်းနိုင်မှုခဲရင်လိမ့်မည်ကျွန်တော်ဒီကြေးုံ၏ယူပါယုံရေရင်ကျောတွင်မျောနေခဲ့သည်ကျွန်တော်ဤသို့မျောနေသည်ကိုကျွန်တော်မိန်းမရိမ့်မိလိမ့်မည်ဟုမထင်ခဲ့သို့တော်မိန်းမဆိုတာဟာဘလို့ဟာမျိုးလဲမသိကျွန်တော်တို့ယောက်ျားများကဘယ်သူမှမသိနိုင်ဟုယူဆသောကိစ္စကိုသူတို့ပေါက်ပေါက်ရှာရှာသိတတ်သည်ထို့ကြောင့်ကျွန်တော်နဲ့ကြေးုံတို့နှစ်ဦးသာအောင်ကျိုး၏မိဘများအိမ်မှာမကြာခဏဆုံတွေ့ကြသည်ကိုကျွန်တော်မိန်းမရိမ့်မိသွားသည်ရိမ့်မိယုံမျှမကကျွန်တော်တို့နှစ်ဦးသာရှေးဟောင်းနှောင်းဖြစ်စကားပြောနေကြသည်ကိုပင်ကျွန်တော်မိန်းမမိသွားသည်ကျွန်တော်ဒီကြေးုံ၏ယူပါယုံညှို့ကွန်းသို့သက်ဆင်းခဲ့မိသည်မှန်တော်လဲဒုသနာတော်ကိုအမှန်ကြောက်တတ်သူဖြစ်ပါသည်အောင်ကျော်နှင့်ငတိုးတို့ကိုယ်တိုင်ကျွန်တော်၏တမာတိကိုဒွိဟမရှိခဲ့ပါသို့တော့ကျွန်တော်မိန်းမ၏ဒွိဟကိုမူကျွန်တော်ကပြေအောင်မဖြေနိုင်ပါထို့အတွက်ကြောင့်ကြေးုံ၏ယူပါယုံထောင်ချောင်းမှဝေးရလေအောင်ကျွန်တော်မိန်းမ၏မိဘရက်ထံကိုပြန်ကြပါသည်ကြေးုံနှင့်ဤတွင်ရေဆက်ကုန်ခဲ့လျင်ကျွန်တော်စိတ်ချမ်းသာမည်တို့ရာတွင်နဖူးစာဆိုသည်မှာအတော်ခက်သည်ပြန်လည်ဆုံတွေ့လိုသောဆန္ဒရှိလျင်ဆုံတွေ့ရဖို့ခက်ကောင်းခဲ့မည်အစုံချင်းပြန်သောခါ၌ကပြန်၍ဆုံရတတ်သည်အကြောင်းမှမူကျွန်တော်သည်ကြေးုံနှင့်တကွအောင်ကျော်ကိုပါကျွန်တော်မိန်းမမိဘများ၏ရွာ၌ပြန်လည်ဆုံတွေ့ရယုံမျှမကသူတို့နှစ်ဦးသားကိုပင်တလတည်တည်တလဆန်းဆန်းကျွေးမွေးထားရသည့်အခြေသို့ရိုက်ခဲ့ခြင်းကြောင့်ဖြစ်သည်ကြေးုံ၏လင်မှာငတိုးဖြစ်သည်သို့တော်ယခုအောင်ကျော်သည်ကြေးုံနှင့်တွဲ၍ကျွန်တော်၏အိမ်ပေါ်သို့ပိုင်စိုးပိုင်နှင့်တက်လာသည်စာရှုသူတို့စိတ်ထဲမှာအတော်ပင်ဇလန်းရှုပ်ထွေးသွားလိမ့်မည်ထင်ပါသည်စင်စစ်ကျွန်တော်ကိုယ်တိုင်လည်းကိုယ်ဇလန်းကိုမမှတ်မိနိုင်လောက်အောင်ဖြစ်သွားပါသည်ထို့ကြောင့်သူတို့နှစ်ဦးသားကျွန်တော်အိမ်ပေါ်သို့တက်လာကြသောအခါကျွန်တော်ကပင်စတင်၍နေပါဦးကွာအောင်ကျော်ရကြေးုံယောက်ျားဘယ်မှာလဲဟုမင်းမိသည်အောင်ကျော်ဆိုသောငနေကဆက်ဖြဲဖြဲလုံနေသည်ဒီမှာပေါ့ကွာဒီမှာဟုတ်အောင်ကျော်ကသူ့ကိုယ်သူလက်ညှိုးထိုးပြသည်ထိုအခါကျွန်တော်မိမဒီမဲ့ကိုအောင်ကျော်ရှင်တို့ဥစ္စာရှုပ်ရှုပ်ပူပူနိုင်လာကြည်လားဟုတ်ဝင်တော်လိုက်သည်ကျွန်တော်ဒီကျွန်တော်၏ငယ်တငယ်ချင်းကိုကျွန်တော်မိမကမရှုစိမ့်ပြီးတကယ်သူပြောခြင်းကိုမနှစ်သက်ပါဟေးဟေးမချစ်စုဒီမဲ့မိမရဲ့မင်းတို့ကြောင့်တငယ်ချင်းမြတ်တာမပြတ်ရပါစေနဲ့မင်းတတိထားစကားပြောပါဟုတ်ငေါက်လိုက်သည်ကျွန်တော်မိမအမလီကျမကရှင်တို့တငယ်ချင်းဆက်ကြားကိုဝင်ပြီးဂုံးတိုက်တဲ့စာမဟုတ်ပါဘူးရှင်ကိုတာဝေရှင်ချစ်စုကြောင့်မသိသေးဘူးလားယင်လင်းကကြည်ပြူတာကိုကျုပ်လည်းကြည်ပြူနိုင်မှာတော့အခုရှင်ပြောပုံကကိုရင်အောင်ကျော်ကိုကျုပ်ကမလူတမရှိလို့ပြောသလိုလိုဖြစ်နေပါပကောအမှန်တော့ကျုပ်ကဇက်ရှုပ်ကြီးကိုနားမလဲလို့နားလေအောင်ရှင်းပြစေခြင်းတော့ဟုတ်ကျွန်တော်အားကက်ကက်လန်အောင်ရန်တွေ့ပါသည်အောင်ကျော်ကတပြင်းဟီးကနေချလိုက်သည်မချစ်စုရဲ့အပြစ်တင်ရင်လည်းခံရမှာပဲအခုဖြစ်သမျှဟာစေတနာအကျိုးပေးကြီးပါပဲကံပြစ်ချသည့်အတိုင်းမို့စိတ်လဲမစိုးနဲ့ဟေးတို့เจ้าပြောရင်ပကံရာဇဝင်ဒုတ်ထမ်းပြောရတဲ့ကဲလိမ့်မယ်အောင်ကျော်သည်ဤသို့နေတန်းချီပြီးသူ့အဖြစ်ကိုဇက်ကြောင်းလန်သည်လှန်သမျှဇက်ကြောင်းမှာကြည့်မကောင်းလာပါကျွန်တော်တို့ရွာမှပြန်လာပြီးသည့်နောက်ကြေးုံသည်သူ့လင်ကတိုးပေါ်ပို၍နိုင်ကျင့်သည်ဟုအောင်ကျော်ကပြောပါသည်ဟဲ့တစ်တုံးကြီးဟဲ့ငုတ်တူကြီးဟုငတိုးကိုမှုချိုးမြစ်ချိုးချိုးလာပါသည်ဤသို့ချိုးယုံများမကငတိုးကိုညင်းအိမ်ညင်းနေတရွာတကြီးသို့ထွက်၍လှုပ်လှုပ်ခိုင်းသည်ငတိုးအိမ်တိုင်းမရှိသည့်အခါကြေးုံ၏အိတ်ခမ်းမှညညချွတ်ချွတ်တန်ကြားရသည်တညတွင်ကြေးုံ၏အိတ်ခမ်းထဲသို့လူတစ်ယောက်ဝင်သွားတဲ့ရောက်အောင်ကျော်မြင်လိုက်သည်အောင်ကျော်စိတ်ထဲ၌ငတိုးပြန်လာသည်ဟုထင်သည်သို့တော့မနဲ့လင်းတော့ငတိုးပြန်မလာပါ
ဒီတည်းမှအောင်ကျော်တင်ကမကင်းဖြစ်လာ၍ညအခါချောင်းပန်းသည်ကျေးုံကိုခိုးထုတ်ခိုးတယ်နဲ့မိပြန်သည်ကျေးုံ၏လင်ငယ်မှာအခြားမဟုတ်တကြီးသားလူပြိုပေါက်စာလေးဖြစ်သည်ငါကမိပေမဲ့ကျေးုံပေါ်စေတနာမကွက်နိုင်သေးဘူးကွသူဒီအချင်းရှိတယ်ရှိတာသူ့လင်ကိုမှအဟုတ်ပဲတုံးကြီးလို့တင်ငုတ်တိုးကြီးလို့မလုံမရှက်သမားမို့ပဲငါတွေးမိတယ်အခုလိုခိုးထုတ်ခိုးတယ်နဲ့မိတာငါကရက်သူရက်သားကြောင်းအော်ကျဲလို့ရင်ကျေးုံတို့လင်မယားတက်တက်ချင်းများမယ်မဟုတ်လားဒီတော့ငါဒင်းတို့ပေါ်စေတနာဘရဘွားထားပြီးလင်းငယ်နောက်ဖေးပေါက်ကဆင်းသွားတာကိုခလုတ်တိုက်လဲမှာဆိုလို့မှန်အိမ်ဆွဲပြီးပြလိုက်သေးတယ်ကွအောင်ကျော်ကရင်းတို့ပြောပြီးတတွေးတပြစ်ပြစ်ထွေးကတောက်ခေါက်လိုက်သည်ငါကစေတနာထားပါလက်ကနဲ့လူတွေကလည်းတောက်တုံးမကြပါဘူးကွာဟိုခွေးမသားတကြီးသားကဗဇက်မောင်းခတ်တဲ့ကွကြေးုံကိုသူရတယ်ဆိုပြီးဒင်းတို့ကာလာသားချင်းရှောက်ပြောတယ်ပြောတဲ့ထဲမှာငါကလည်းအလူတူလိုပါမို့မိခွက်ကင်ပြီးအောက်ဆောင်လှုပ်တယ်လို့ပြောတယ်အဲ့ဒါကိုတော်မြတ်ငတိုးကကြားတော့ဒုတ်တပြက်ဓာတ်တပြက်နဲ့ငါထိုင်ပြီးရှ िख ိုးရမလို့ရှင်းပြရသေးတယ်ဒါပေမဲ့လွန်တဲ့ဟာအဖက်စင်မရတော့ပါဘူးကွယ်ဒါနဲ့ပဲငတိုးလဲငါရှ िख ိုးဥတင်တောင်းပန်တဲ့ကြားတဲ့ကကြေးုံကိုစွန့်ပြီးပြေးပါလေရောငါတို့မလဲကြေးုံကြောင့်တစ်ချက်ကနှစ်ချက်ကွဲခဲ့ရတာကြီးပဲအဲ့ဒီအထဲမှာငါတို့ကိုမိဘနှစ်ပါးကမျက်နှာလွှဲခဲ့ပြန်ပြီဘလို့လဲဟာဘာကြီးနဲ့ကြီးတော်တို့ကရွာမှာရှိတယ်မဟုတ်လားမနစ်ကလေးကစိုးနေမင်းကိုတော့အကြောင်းမကြားနိုင်ပါဘူးကွယ်သူတို့နှစ်ဦးစလုံးဆုံးတော့ငါတို့မှမောင်နှမနှစ်ယောက်လိုနေတာပဲကွယ်ဒါပေမဲ့ငါမှစေတနာအလျောက်မီးတိုင်ကင်ပြတဲ့အောက်ဆောင်ဘဝကိုခဏခဏရောက်ရဖို့ကြီးကျုံလာတယ်ဒီတော့ကြေးုံဟာအဖက်ဆယ်လို့ရမှာမဟုတ်တော့ဘူးဒီတော့ဘာပဲဖြစ်ဖြစ်ငါစေတနာဖြူစင်ရင်ပြီးတာပဲခုမှတော့မထူးပါဘူးဆိုပြီးငါလည်းငါမွေးစားနှမကိုငါယူမယ်လို့ငါဟာငါစိတ်ကူးပေါက်ပြီးရွာမိရွာဖတွေကိုဖိတ်ကြားလို့မို့တင့်တောင့်တင့်တယ်မင်္ဂလာဆောင်လိုက်တာပဲတာဓုကွယ်တာဓုမင်းဒီလိုအဖက်ဆယ်လိုက်လို့ကျင်းုံလဲလူနဲ့ပြန်ပြီးတူလာရတာပေါ့ကျွန်တော်ကအောင်ကျော်အားထောက်ခံမိပါသည်ထိုအခါအောင်ကျော်ကကျွန်တော်ကိုမတင်ကားသောမျက်နှာထားနှင့်ကြည့်၍အေးငါ့ကိုရက်ရွာလူကြီးတွေကပထမတော့ဒီလိုပြောတာပဲကွာနောက်တော့ခွေးမသားအောင်ကျော်ဟာကိုမွေးစားနှမကိုဖြတ်ပြီးတသက်လုံးမွေးထားတဲ့ချက်တမန်တထဲနဲ့တက်စားတယ်လို့ပြောကြတယ်ပြောယုံမကဘူးဟေးမင်္ဂလာဆောင်ပြီးတဲ့နောက်ခဲ9ရက်ဆက်ကြတယ်ဒါကြောင့်ငါမနေနိုင်လို့ဟိုဘက်ရွာကိုရွှေ့နေရတယ်အဲဟိုမှာတလာကိုသတင်းနေလို့အသားလဲကြားရောကြေးုံလဲဆုံးဘူးတလို့လို့နှက်ဘူးတလို့လို့ဖြစ်လာတာပဲအရင်ယောဂါငုံကလေးကပြန်ပေါ်တယ်ထမရက်ကွယ်ဒါကြောင့်မင်းတို့စီကိုလာပြီးကလားဆရာဝန်နဲ့ကုမလို့ကြံစီမိတယ်အောင်ကျော်ဒီကျွန်တော်နဲ့ကျွန်တော်မိမအားရင်းသူရှင်းပြလိုက်တော့ကအထူးသဖြင့်ကျွန်တော်မိမကအောင်ကျော်ဤစေတနာကိုယိုသေးသောအဖြစ်အနူးညွန့်ခွလကသူတို့လင်မယားနှစ်ဦးကိုအိမ်ဦးကန်း၌တင်၍ပြုစုပါသည်အောင်ကျော်လည်းကျွန်တော်အိမ်၌တလ9သတင်းနေတိုင်းပြီးလင်အိမ်ခွဲ၍နေပါသည်ယခုအခါကြေးုံသည်လည်းဆင်၍လာပါပြီကျွန်တော်ခက်ကြည့်သည်ကြေးုံမှာရခင်ကားနဲ့များစွာမတူတော့ပါငယ်ရွယ်စဉ်အမိုက်ဘွားကမှားခဲ့သမျှကိုပြန်၍နောင်နာတရားရနေဟန်ရှိပါသည်သူတို့၏စီးပွားရေးမှာလည်းမခေလပါယခုသူတို့လင်မယားနှစ်ဦးကုံစုံဆိုင်ကလေးဖွင့်ထားနိုင်ပါပြီစင်စစ်သူတို့ဆိုင်သည်ကျွန်တော်တို့ရွာထဲတွင်အယောင်ရဆုံးဖြစ်သည်အထူးသဖြင့်လူပြိုကာလာသားများဝိုင်းအောင်ဝေချမ်းရာဒေသဖြစ်သည်ကြေးုံ၏စပယ်ကြည့်ချင်းသည်ရက်ရွာရှိကာလာသားတို့ကိုစွဲငင်၍ထားပါသည်ထို့ကြောင့်သူ့ဆိုင်ရောင်းကောင်းပါသည်ယခုတစ်နှစ်နှစ်နှစ်အတွင်းမှာပင်သူတို့လင်မယားသည်ကိုပိုင်မြေယာကိုပိုင်အိမ်ကိုပိုင်ဆိုင်ကန်းနှင့်ဖြစ်နေပါပြီထို့ကြောင့်ကျွန်တော်ဤတငယ်ချင်းမောင်အောင်ကျော်သည်အသက်30ကျော်ကမှမိန်းမရသည့်ကံကထူလာပါပေသည်ဟုဆိုလိုက်ချင်ပါသည်သူတို့နှစ်ဦးမှာငယ်စဉ်ကပင်လင်မောင်နှမအရင်ချခဲ့သူနေလာကြရ၍တယောက်ကြောင့်တယောက်အစင်းသည်ဖြစ်ပြီးလင်တဦး၏အနွန်တာကိုတဦးခံ၍တင့်မြတ်စွာနေထိုင်နိုင်ကြပြီလိမ့်မည်ထို့ကြောင့်လည်းအောင်ကျော်မှာစိတ်အေးချမ်းသည့်ရုပ်ကိုဆောင်ရသည်မဟုတ်ပါလောကျွန်တော်တို့နှစ်ဦးသည်ယခုအခါအသက်40နာနီးလာကြပြီမိမိတို့အလုံးနဲ့မိမိတို့တဦးနှင့်တဦးများစွာဆုံတွေ့ခဲ့လာသည်ထို့ကြောင့်အောင်ကျော်နှင့်တနေ့တစ်နိုင်တွေ့သောအခါအောင်ကျော်သည်အနှဲငယ်ပင်၍မျက်တွန်းဟောက်နေသည်ကိုကျွန်တော်ဂရုပြုမိပါသည်ဟေးအောင်ကျော်ရမင်းဟာစီးပွားဖြစ်ခြင်းလွန်းတဲ့ဇောနဲ့လောဘသိမ့်မကြီးနဲ့တငယ်ချင်းရဲ့ဝရိယလွန်အားကြီးတော့ကျမကြီးထိခိုက်လိမ့်မယ်ဟုကျွန်တော်ကအောင်ကျော်အားသတိပေးမိပါသည်ထိုအခါအောင်ကျော်ကကျွန်တော်ကိုပြန်ပြောသည်ဟေးငါမှစီးပွားရေးလောဘသိမ့်မရှိဘူးဆိုတာမင်းသိဆုံးပါကွာ
ငါငဖောင်ရိုးလိုဖြစ်နေတာကိုမင်းကအကြောင်းရင်မရိပ်မိဘူးလားဟာဟေးငါမှတောကားဒီဘလဝါနဲ့နေစဉ်နဲ့မြငရဲကြီးနေရတဲ့ကွယ်ကျွန်တော်ဒီခေါင်းတစ်ပန်းကြီးသွားသည်ဟဲ့တငယ်ချင်းကဘလို့တောကားတွေပွေနေတာတော့မင်းနဲ့ကွာကြေးုံရဲဆိုင်မှာလူပြိုတွေလက်ပံပင်ဇက်ရက်ကြသလိုကြနေပါလျက်နဲ့ကြေးုံကြောင့်အစင်းသီးဖြစ်တဲ့ငါကဒင်းကိုစိတ်ချလက်ချလွတ်ထားနိုင်မှာမလားကွမင်းမသိဘူးနော်ဒီအပူလောက်ပူတဲ့ပူဟာဘယ်ပူမှမရှိဘူးလားငတိုးရဲ့မိမနဲ့ပတ်သက်လို့ငါကြားထဲကဝင်ပြီးသဘောကြီးကြီးထားလို့မို့မှန်အိမ်ကန်ပြနိုင်ပေမဲ့အောင်ကျော်မိမနဲ့ပတ်သက်တဲ့ခါကျတော့ဒင်းမေကလွားနည်းနည်းလေးမှအောင်ကျော်ကစိတ်မချနိုင်ဘူးဟေးဒါကြောင့်ငါမှနေစဉ်နဲ့မြစိတ်ဆင်းရဲနေတယ်စိတ်ဆင်းရဲတဲ့ဘဝကငရဲကြတဲ့ဘဝပါပဲစင်စစ်ကြေးုံသည်ယခုခါအရင်ကားလောက်မဆိုးတော့ပါအောင်ကျော်ဤစေတနာကြောင့်အဖက်စေ၍ရနေပါပြီသို့တော်ကြေးုံဤဇယိုက်ကိုအစင်းသည့်ဖြစ်သောအောင်ကျော်သည်စေတနာ၏အကျိုးဆက်ကြောင့်ငရဲသို့လားနေသည်ကိုလည်းမယုံကြည်စရာမရှိဟုမပြောနိုင်ပါယခုကျွန်တော်ဤအကြောင်းကိုပြောပြနေစေခဏ၌ပင်လင်ကြေးုံသည်အောင်ကျော်ကိုရှေ့ထား၍ရန်ကုန်မှပြန်လာသောတက္ကသိုလ်ကျောင်းသားလေးတဦးကို PTT လုပ်နေပါသည်